ကျွန်တော်အမေတွေပေါ့နော်ကျွန်တော်အမေတွေကျွန်တော်ဖေတွေဖုံးဆက်တယ်ကျွန်တော်ညီမလေးလည်းပြောတယ်ကိုကြီးရဲ့နဲ့ကိုပိုင်စီးပွားရေးလည်းရှိတယ်ကိုပိုင်စီးပွားရေးလည်းရှိတယ်ကိုပိုင်အလုပ်လည်းရှိတယ်ဘယ်လိုဖြစ်လို့ဒီလိုမျိုးသူများပြောတာတွေဟိုဖြစ်နေရတာလဲပေါ့နော်အဲ့ပတ်စံကိစ္စတွေကကျွန်တော်ဖုံးလဲဆက်တယ်ဘိုင်မာကနေလည်းပြောကြတယ်ကျွန်တော်အမေနဲ့လည်းနိုင်တယ်ကျွန်တော်အဖေနဲ့လည်းနိုင်တယ်ကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်ခရစ်နှစ်တာကြီးကျွန်တော်တစ်စင်မစော်ကားခဲ့ဘူးလုံးဝမရှိဘူးဒါပေမဲ့အခုကျွန်တော်လေမိဘနဲ့လည်းပြောတယ်ကျွန်တော်ကြိုက်တဲ့လောက်ဆဲဟုတ်လားကျွန်တော်လည်းကိုယ်ပိုင်စီးပွားရေးလုပ်နေတာကျွန်တော်ပရိုက်တာကိုစိတ်ဝင်စားလို့ပရိုက်တာကိုလုံးဝစိတ်ဝင်စားလို့ကိုယ့်ရဲ့စီးပွားရေးကိုလုပ်ပြီးတော့ကျွန်တော်ဒီလိုအထိရောက်လာခဲ့တာဟိုက line မောကနေလည်းပြဿနာလေးတွေတဲ့တယ်လိုင်းမှာပြဿနာလေးလည်းတဲ့တောက်လျှောက်တဲ့နေရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်ဒါ ARV တိုင်းပသိမ်ရနေ ARV တိုင်းပသိမ်ရနေကျွန်တော်လည်းဟိုကိုပိုင်စီးပွားရေးရှိတယ်ပရိုက်ဟီတာကိုအခုတည်းမှမဟုတ်ဘူးဟိုရေဘေးတုန်းကဆိုလို့ရှိရင်လည်းတောင်ငိုတို့ဘကိုးတို့မှာသွားပြီးတော့လူတယ်အခုဟိုဒီငလင်ဘေးမှာဆိုလို့ရှိရင်လည်းဒါကိုယ့်ရဲ့မတ်တင်ငွေ30ကိုယ့်ရဲ့မတ်တင်ငွေ30လည်းရှိတယ်နောက်ပြီးတော့9ရက်သားသမီးလေးအလူခံလိုက်တာအားလုံးပေါင်း390ကျော်ရတယ်အဲ့ဒါ line မှာပြည့်နေတယ်ကကျွန်တော်ကကိုရှိုင်းရဲ့ပတ်စံအောင်ပေါ့နော်အဲဒီလိုအရွယ်3စားလုပ်ပြီးတော့ဒီလိုလိုက်လူတယ်ကျွန်တော်ဒီအမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ကဒီမန္တလေးတိုင်းကိုလူဖို့ပဲဆုံးဖြတ်ထားတာမန္တလေးတိုင်းစကိုင်းတိုင်းဆိုတော့ကျွန်တော်နေတဲ့နေရာနဲ့ ARV တိုင်းကအရင်ဝေးနေပြီအရင်ဝေးနေတာဖြစ်တဲ့အတွက်အဲ့ဒါကျွန်တော်ခုနှစ်သားသမီးတွေကစကိုင်းမှာလည်းအခြေအနေတော်တော်ဆိုးတယ်သူတငယ်ချင်းမိတ်ဆွေတွေလည်းရှိတယ်ပေါ့နော်စကိုင်းကိုတစ်ချက်လောက်လှုပ်ပေးပါအောင်ဆိုပြီးတော့အလီငွေထားတဲ့အခါကျတော့ဒါစကိုင်းကိုတွားဖြစ်တယ်အခုကဆိုလို့ရှိရင် line ပေါ်မှာကြီးကအဲ့ဒီဟိုပတ်စံကိစ္စနဲ့တော်တော်ကြီးအဲ့ဒါတဲ့နေဒါကျွန်တော်ဆိုလို့ရှိရင်လည်းဒါကျွန်တော်ဟို9ရက်နေ့လောက်ကလာတော့အခုဆိုလို့ရှိရင်10ရက်ကျော်လောက်ရှိပြီကျွန်တော်မှအဝတ်အစား3ထည့်ပဲရှိတယ်ကျွန်တော်မှဒါပရာဟိတလုပ်ပြီးဆိုရင်ကျွန်တော်ဒါကိုမျိုးကိုဒေတာကိုပြန်လာမှာအခုဆိုလို့ရှိရင်ဒါကျွန်တော်အမေတွေပေါ့နော်ကျွန်တော်အမေတွေကျွန်တော်ဖေတွေဖုံးဆက်တယ်ကျွန်တော်ညီမလေးလည်းပြောတယ်ကိုကြီးရဲ့နဲ့ကိုပိုင်စီးပွားရေးလည်းရှိတယ်ကိုပိုင်အလုပ်လည်းရှိတယ်ဒီလိုမျိုးသူများပြောတာတွေဟိုဖြစ်နေရတာလဲပေါ့နော်လုံးဝအဲ့လိုဒါတကြံမှာဆိုလို့ရှိရင်လည်းမိဘနှစ်ပါးတွေအများနဲ့ကတော့တယ်ပြီးလို့ရှိရင်ကိုယူဟာဒေတာတက်ကြီးဝါကြီးတွေကိုလည်းဒါကတော့တယ်အများနဲ့အဲ့လိုလုပ်တယ်ဒါပေမဲ့ဒီနေ့တကြံမှာကျတော့ပရာဟိတမှာကိုရှိုင်းနဲ့တူရှိနေတယ်အဲ့ပတ်စံကိစ္စတွေကကျွန်တော်ဖုံးလဲဆက်တယ်ဘိုင်မာကနေလည်းပြောကြတယ်ကျွန်တော်အမေနဲ့လည်းနိုင်တယ်ကျွန်တော်အဖေနဲ့လည်းနိုင်တယ်ကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်ခရစ်နှစ်တာကြီးကျွန်တော်တစ်စင်မစော်ကားခဲ့ဘူးလုံးဝမရှိဘူးဒါပေမဲ့အခုကျွန်တော်လေမိဘနဲ့လည်းပြောတယ်ကျွန်တော်ကြိုက်တဲ့လောက်ဆဲဟုတ်လားကျွန်တော်လည်းကိုယ်ပိုင်စီးပွားရေးလုပ်နေတာကျွန်တော်ပရိုက်တာကိုစိတ်ဝင်စားလို့ကိုယ့်ရဲ့စီးပွားရေးကိုလုပ်ပြီးတော့ကျွန်တော်ဒီလိုအထိရောက်လာခဲ့တာကျွန်တော်စကိုင်းကိုမန္တလေးအရောက်အထိလာခဲ့တာကျွန်တော်ညီမလေးဆိုလည်းနိုင်ငံခြားမှာ2ယောက်ရှိတယ်ဘာမှကျွန်တော်လူတွေသေးမရှိအောင်အကုန်လုပ်ပေးတယ်ဒါပေမဲ့အခုကျွန်တော်ညီမလေးတွေကဘာလို့ဆိုကိုရဲ့အရေးချင်းကိုပိုင်စီးပွားရေးရှိနေတာနဲ့ဘယ်လိုဖြစ်လို့အောက်ကျဒီလိုမျိုးလိုက်လုပ်နေရတယ်ပေါ့နော်ကျွန်တော်ကလည်းကျွန်တော်အရာအားလုံးကျွန်တော်ဆွတ်လွတ်ထားတာပရာဟိတကလုပ်မယ်ဆိုပြီးတော့ကျွန်တော်ဆွတ်လွတ်ထားတာဆွတ်လွတ်ပြီးတော့ကျွန်တော်ဘယ်အရာမှဦးစားမပေးပဲကျွန်တော်အမေတွေကျွန်တော်ညီမလေးတွေပြောတဲ့ခါကြလို့ရှိရင်တော့ကျွန်တော်မေးတာအခုလောလောဆယ်မှာတာပရာဟိတလုပ်နေတာတာအဲ့ဒါလေးဖြစ်တယ်တာအတတ်နိုင်ဆုံးတာကြိုးသားနေရပေါ့နော်ပြဿနာတွေလည်းဖြေရှင်းတယ်တာအမေတွေဆိုလို့ရှိရင်ငိုပြီးတော့ပြောတယ်အဖေတွေဆိုလည်းငိုပြီးတော့ပြောတယ်တာပြန်လာခဲ့ပါဘယ်လိုဖြစ်လို့တော့ဖြစ်နေအခုဆိုရှင်အမေနဲ့ဆိုပြီးတာ10ရက်ကျော်လောက်ရှိပြီကျွန်တော်မှအဝိစာ3ရက်ပဲပါတယ်ဒါကျွန်တော်တန်းရှိပါလည်းမဟုတ်ဘူးကျွန်တော်ရဲ့စိတ်ကိုပြောပြတာကျွန်တော်ရဲ့ပရာဟိတရဒီပသိမ်မြို့မှာရှိတဲ့ပရာဟိတအဖွဲ့တွေလည်းအများကြီးရှိတယ်ကျွန်တော်စိတ်ကိုတိတယ်သူသဘောလဲပေါက်တယ်ကျွန်တော်လုံးဝတန်ရှင်းကြတာလည်းမဟုတ်ဘူးဒါဟိုဆိုင်နဲ့အခုကျွန်တော်တွဲနေရဆိုတာလည်းကျွန်တော်ဘာမှမမဲ့မဟုတ်ဘူးအခုကိုဆိုင်ကနားမလဲလို့ KB ဝစ်ပေးတယ်အခုဆိုရင်ကျွန်တော်ဖုန်းထဲမှာတော့ကျွန်တော် KB ဝစ်ပေးရှိထားပေမဲ့ကိုဆိုင်ရဲ့ဖုန်းနံပါတ်ကိုသူ့ရဲ့အကောင့်ထဲမှာပဲကျွန်တော်ထည့်ထားတာဘာဖြစ်လို့အခုကျွန်တော် KB ဝစ်ပေးနေကျွန်တော်လှုပ်ရှားနေကျွန်တော်အကျမှအဲ့လိုစိတ်လုံးဝမရှိဘူးဒါကျွန်တော်အမှန်တိုင်းပြောပြတာကျွန်တော်မှအဲ့လိုလုံးဝစိတ်မရှိဘူးကျွန်တော်မှလည်းဒါလူဆိုတာလေကိုယ့်ရဲ့ဟိုပါဘောနော်သူများရဲ့အကြောင်းကိုသိရှင်သူများကိုကြည့်ပေးပါဟိုသူများအကြောင်းကိုဝေဖန်မှဆိုနောက်ွယ်မှာဘာရှိလဲဘာတွေပြုလုပ်လဲဘာတွေလုပ်လဲဆိုတော့တစ်ချက်လောက်ကြည့်ပေးပါဦးနော်အခု line မှာပြဿနာတက်နေရတွေကအခုပတ်ဝန်းကျင်ကလည်းကိုယ်ပြောတယ်ကိုယ်ယုံကြည်ရဲ့ကိုယ့်ရဲ့ပြိဿလည်းရှိတယ်9ရက်သားသမီးတွေနဲ့အလီငွေနဲ့ဆို390ကျော်ရတာအခုသူတို့တွေရပါတစင်ကျွန်တော်အဲ့လိုမျိုးဖြန့်ဝေတာမျိုးတွေရှိတဲ့ခါကျတော့အဆင်မပြေဘူးလုံးဝအဆင်မပြေဘူးဒါပေမဲ့တချို့ကြောက်လည်းကျွန်တော်ကမ်းလန့်နဲ့ဟိုပြိဿတွေရှိတယ်
စကိုင်းကိုသွားမိတာမားတယ်ပေါ့နော်အမားတို့ဘက်ကလည်းတောင်းပန်တယ်စာရေးလည်းပို့တယ်ဘိုင်မားနေပြီးတော့မောင်လေးကပထမမန္တလေးမှာပဲအခြေချပြီးတော့လုတ်ခဲ့ပြီးမယ်လို့ပြောတယ်ဒါပေမဲ့အခု line ပေါ်မှာတက်လာတွေကစကိုင်းကိုသွားတဲ့အတွက်အမားတို့ကအညွန့်ညွတ်တောင်းပန်တယ်အမားတို့ရဲ့အမားဖြစ်သွားတယ်ပေါ့နော်စကိုင်းမှာဒီလိုမျိုးမောင်လေးဒီလိုမျိုးဟိုဖြစ်သွားမယ်လို့အခုပတ်စံကိစ္စနဲ့ငွေကြေးနဲ့ဖြစ်သွားမယ်လို့လုံးဝမထင်တာဘူးအခုကျွန်တော်ရဲ့ဒါ9ရက်တာမီတွေအလူငယ်ဆိုလို့39ရှိတယ်ကျွန်တော်ရဲ့ Facebook အကောင့်မှာလည်းရှိတယ်ကျွန်တော်စရင်အင်းနဲ့တေချာလုပ်ထားပြီးတာကျွန်တော်လုံးဝလည်းငွေကြေး private လုပ်နေတဲ့အတွက်ကျွန်တော်မှလည်း private စိတ်ပဲထားတယ်ငွေကြေးကျွန်တော်ခေါင်းလည်းမထည့်ဘူးကျွန်တော်ရဲ့ကိုယ်ပိုင်စီးပွားရေးကျွန်တော်ဆွတ်လုပ်ပြီးတော့ဟုတ်လားကျွန်တော်ဒါစပူမှုတယောက်ကျွန်တော်ရဲ့ကိုယ်ပိုင်စီးပွားရေးကျွန်တော်ဆွတ်လုပ်ပြီးတော့ဒါကျွန်တော်အရာဝီတိုင်းကနေမန္တလေးတို့စကိုင်းကိုကျွန်တော်အခက်အခဲမျိုးစုံနဲ့ကျွန်တော်ရောက်အောင်သွားတယ်ကျွန်တော်ကိုဆိုင်စီကဘာမှလည်းမမို့ရနေ့တိုင်းအထိမန္တလေးကနေကျွန်တော်စကိုင်းကနေပြန်ပြီးတော့ကျွန်တော်နောက်နေ့မန္တလေးရောက်တယ်မန္တလေးရောက်တဲ့အခါကျလို့ရှိရင်ကိုဆိုင်ကနေဆက်သွယ်လာတယ်ကိုရေညီလေးကိုကူညီပေးပါအောင်ကိုရေကေပေးလေးတစ်ချက်လောက်ညီလေးကိုကူညီပါကျွန်တော်မှပထမဦးဆုံးအသွားပြန်9000ပေးရတယ်3ရက်စက်တိုက်ပေးရတယ်9000ဒါကျွန်တော်ပတ်စံနဲ့ကျွန်တော်တဲတယ်ဆိုတာကလေကျွန်တော်မိတ်ဆွေတွေစီမှာကျွန်တော်တဲတာကိုဆိုင်ရဲ့ပတ်စံလုံးဝမထီဘူးဒါကားသမားတွေဆိုလည်းသိတယ်တနေ့ကျွန်တော်9000ပေးရတယ်ဒါကျွန်တော်ရဲ့ပတ်စံနဲ့ကျွန်တော်ရဲ့ပတ်စံဆိုတာကျွန်တော်ညီမလေးကကျွန်တော်ပြန်ပို့ပေးတယ်ကျွန်တော်မှလည်းစူဆောင်းတာရှိတယ်ကျွန်တော်ကိုပိုင်းစီးပွားရေးဒါပေမဲ့ကျွန်တော်ပရာဟိတကိုဆွတ်လို့ပြီးတော့အရာကိုဆွတ်လို့ပြီးတော့ဟလာကျွန်တော်မိဘတွေဆိုမျက်ရည်ကျရတယ်မျက်ရည်ကျပြီးတော့ကျွန်တော်ကိုပြောတယ်တားရေးပြန်လာခဲ့ပါကျွန်တော်မိဘတွေစိတ်မကောင်းအခုပတ်ဝန်းကျင်တွေဆိုလို့ရှိရင်လည်းတားကိုပြန်လာခိုင်းတယ်ဟုတ်လားဘယ်တော့မှမိဘပေါ်လဲမစော်ကားခဲ့ဘူးမိဘတွေဆိုလည်းပြည့်စုံထားပြီးတယ်မိဘတွေလူလေးသေးမရှိအောင်အကုန်လုပ်ပေးတယ်ဒါပေမဲ့အခုလိုမျိုးဖြစ်သွားတဲ့အခါကျတော့ကျွန်တော်မိဘတွေမျက်ရည်ကျရတယ်ကျွန်တော်လည်းဆဲကြတယ်မိဘနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ကျွန်တော်အမှန်တိုင်းပြောကျွန်တော်စိတ်မဆိုးဘူးကျွန်တော်ပြောကျွန်တော်ကြိုက်တာပြောဒါပေမဲ့ကျွန်တော်မိဘတစ်ပါးတော့မထင်နဲ့ကျွန်တော်ညပဲဆိုမျက်ရည်တွေကျရတယ်အရင်လည်းခံစားရတယ်တကယ်လို့ကျွန်တော်ဒါပထမဦးဆုံးပရိုက်တာလုပ်တဲ့အချိန်မှာအရင်ကျွန်တော်ပြောတယ်ကျွန်တော်အရင်ခံပြင်းဒါပေမဲ့စိတ်မကောင်းဒါပေမဲ့ကျွန်တော်ပြောကျွန်တော်မေတ္တာထားတယ်ဒါပေမဲ့ကျွန်တော်မိဘတွေတော့မထင်နဲ့ကျွန်တော်အကောင်းဆုံးအရာကိုဆွတ်လွတ်ပြီးတော့ဒါယနေ့တိုင်ဒီကိုဆိုင်နဲ့ကိုကြီးကိုပရိုက်တာကိုလုပ်နေတာမိဘတွေရတယ်အရင်စိတ်ပူတယ်အခုယနေ့တိုင်ဒီဒါကျွန်တော်မွေးစာဒီကျွန်တော်ပတ်သိမ်းမပြန်သေးဘူးတော့အရာအားလို့ကိုဆိုင်ကိုအစအအရာကိုလိုက်လုပ်ပေးတယ်ဒါကျွန်တော်မှန်တော့စကားပြောတာကျွန်တော်လုံးဝကျွန်တော်စိတ်ထဲမှာကျွန်တော်ဘာတစ်ခုမှလည်းမတက်မဲ့ဘူးဘာမှလည်းမမဲ့မဟုတ်တန်းရှင်းနဲ့ကျွန်တော်တော့လုံးဝမရှာဘူးကျွန်တော်အခု line ပေါ်မှာပြောနေတာတွေကတော်တော်ကြီးကျွန်တော်ခံပြင်းနေတော်စိတ်မစိုးဒါပေမဲ့ကျွန်တော်မိဘတွေမတည်နဲ့ညီတွေကျွန်တော်ကသူ့ကိုလေးစားတယ်အရာတိုင်းမှာလေးစားတယ်အကိုလို့လည်းတန်ဖိုးထားတယ်ကျွန်တော်တို့အရာအားလုံးနှိမ့်ချတယ်ဘာဖြစ်လို့ကျွန်တော်စိတ်ထဲမှာသူများကောင်းစားမယ်သူများပရာဟိတလုပ်တယ်သူများဖေးမတာကိုပဲကျွန်တော်လိုလားတယ်ကျွန်တော်ဘယ်တော့မှကျွန်တော်အမြင့်လည်းမရောက်ချင်ဘူးအမြင့်လည်းမရောက်ချင်ကျွန်တော်ကလေကျွန်တော်ရဲ့စိတ်ကကျွန်တော်အရင်တိမ်ငယ်တတ်တယ်အရာကိုတိမ်ငယ်တတ်တယ်ဒါပေမဲ့တစ်ဖက်သူကိုကူညီဖို့ကကျွန်တော်မှအရေးချင်းအများကြီးရှိတယ်ဒါကိုဆိုင်တယောက်တည်းမှမဟုတ်ဘူးဒုက္ခရောက်တဲ့သူတွေအဖိုးအဖွားတွေကျွန်တော်မြို့ထဲမှာခလေးသူငယ်တွေအစအရာကျွန်တော်ဒါဖေးမတယ်9000ဆို9000 1000ဆို1000ဒါကျွန်တော်ဓာတ်ပုံနေလည်းမရိုက်ဘာမှလည်းမတင်ဘူးဒါကျွန်တော်အမှန်တော့စကားပြောတာကျွန်တော်ရဲ့အကြောင်းကိုသိချင်တယ်ဆိုကျွန်တော်ရဲ့အကောင့်လေးတစ်ချက်မှကြည့်ပေးပါကျွန်တော်မဝေဖန်ကြပါနဲ့နောက်တစ်ခုကကျွန်တော်မိဘတွေမဆဲပါနဲ့ဆဲရင်ကျွန်တော်ကိုဆဲပါကျွန်တော်မိဘတွေကိုသွားမကြည့်ပါနဲ့အခုကျွန်တော်ညီမတွေကျွန်တော်မိဘတွေကမျက်ရည်စက်တွေနဲ့ကျွန်တော်လည်းပြန်လာခိုင်းနေပြီဟုတ်လားဒါပေမဲ့ကျွန်တော်မိဘတွေကိုတိတ်ပြီးမဖြစ်လို့တာယနေ့တိုင်ဒီကိုဆိုင်အောင်လက်တွဲပေးနေတာဒါပေမဲ့မဝေဖန်ပါနဲ့မတိုက်ခိုက်ပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ညွန့်တော့ပြိတ္တတွေကအညွန့်တောင်းပါတယ်ကျွန်တော်မတိုက်ခိုက်ပါနဲ့နော်ကိုဆိုင်ရဲ့မိတ်ဆွေတွေလည်းကျွန်တော်တောင်းပန်ပါတယ်ဖြစ်ပုံကကျွန်တော်တို့ကတွေ့ချင်းမှာတော့အဲ့ဒီနေရာပေါ့ကျွန်တော်ရှိလာတဲ့နေရာကျွန်တော်ဒီကိုကြီးအဲ့နေရာကိုကြီးလူရှင်တွေမရောက်တဲ့နေရာပေါ့နော်လူရှင်တွေပေါ့ကိုဒီလေးကိုပတ်ပြပါဆိုလိုက်ပြရပေါ့နော်လိုက်ပြတဲ့နေမှာအဲ့ဒီမှာပတ်စံထောက်ကကြည့်သူကကျွန်တော်ကိုပေးထားပေါ့အဲ့30ကအဲ့ပတ်စံ30ကဒီညီလေးပတ်စံအဲ့ညီလေးပတ်စံဆိုတော့သူကပြောတယ်ကိုကြီးတဲ့ညီလေးတယောက်တည်းလူဖြစ်နေမှာဆိုလို့လေသူပတ်စံကျွန်တော်ကိုလည်းသူ့ရဲ့ဖန်နေကျွန်တော်သိသွားအောင်လို့ပေါ့နော်အကုန်လုံးပြတာပေါ့နော်ကိုကြီးရောပေးကိုကြီးကိုပဲပေးထားတာပတ်စံတွေအကုန်လုံးကအဲ့ဒါမှသူကလွဲကုန်တာဆိုကျွန်တော်ပတ်စံမောအဲ့ပတ်စံတွေကညီလေးကြီးကကျွန်တော်ရှိရပတ်စံနဲ့လိုက်လူအဲ့လိုအဲ့နေရာမှာသူကလွဲကုန်တာအမှန်တမ်းအဲ့တော့ဒီညီလေးရဲ့ပတ်စံတွေပါအကုန်လုံးကသူကကိုကျွန်တော်သိချင်အောင်မနော်ကိုင်သူပတ်စံတွေကျွန်တော်အကုန်လုံးပေးထားလိုက်တာအဲ့နေရာအဲ့လိုအဲ့မှာစလွဲသွားတာအထင်လွဲသွားတာပေါ့ကျွန်တော်တို့လည်းနည်းနည်းလိုသွားတာပေါ့နည်းနည်းလိုသွားဆိုကိုလိုရမို့သူရဲ့စိတ်ကစိတ်မှန်နဲ့ကျွန်တော်ကိုင်ခိုင်းချင်တဲ့ပတ်စံကိုကိုင်ပြီးတော့ကျွန်တော်လူတာကိုအကုန်လုံးမြင်ချင်းစင်တာသူကအဲ့လိုစိတ်ပဲရှိရတယ်အဲ့လိုစိတ်ရှိရအဲ့ဒီကမနေ့ပိုင်းကရွှေဆိုင်ပေါ့နော်ရွှေဆိုင်လာတဲ့ပတ်စံတွေရှိတယ်အဲ့လားလေးမှသူကအကုန်လုံးအဲ့နေရာမှာလွဲသွားတာပေါ့
မနေ့ပိုင်းရွှေဆိုင်ရလဲလာလူပဲပတ်စံပြီးတော့သူမနေ့ပိုင်းကျွန်တော်ကြတော့ညနေခင်းဆောင်ရောက်တဲ့အချိန်နဲ့ ကျွန်တော်ကျတော့ညနေကျတော့ရွှေဆိုင်ပေးတဲ့ပတ်စံတွေပုံညနေကျတစ်ခါပုံပြန်ပြီးလိုက်တာသူအဲ့နေရာမှာသွားပြီးတော့လွှဲသွားတာညီဒီကြီးကဘောနော်ကိုဆိုင်ဆိုပတ်စံနေနဲ့လိုက်ပြီးတော့အဲ့လိုလှူတယ်ပေါ့အထင်လွှဲသွားတော့အကစားပြီးသူ အမှကျွန်တော်ပြောကြတာပေါ့နော်ကိုရှိုင်းစောရတဲ့ဟိုဟာရွှေရပတ်စံဟိုဟာရွှေဆိုင်ရလာပြီးတဲ့ပတ်စံနဲ့ပြီးကိုရှိုင်းစောလူထားတဲ့ခုနှစ်သားသမီးရပတ်စံအနေနဲ့အဲ့ဒါကိုကိုကြီးဟိုကဟိုသူပတ်စံဆိုပြီးတော့အဲ့လိုမျိုးလုပ်တယ်ပေါ့နော်အဲ့ဒါပြဿနာတွေအဲ့ line ပေါ်မှာတောက်လျှောက်အဲ့ဒါလေးတင်နေ တကယ်လည်းအဲ့လိုမဟုတ်ပါဘူးခင်ဗျာအဲ့ဒါညီလေးကျေဦးရဲ့ပတ်စံတွေပါဟို ဟိုအလူခံရတဲ့ပတ်စံတွေအေးရဝီတိုင်းကနေပတိန်မျိုးကနေရတဲ့ပတ်စံတွေကနေအဲ့သူ့ကိုဟိုကျွန်တော်ကလည်းကျွန်တော်ရဲ့မိတ်ဆွေတွေဒီထက်မကအောင်မြင်အောင်တိုးတက်အောင်ကိုကြီးရဲ့စိတ်ထားလေးပို့ပြီးတော့လေးစားသွားအောင်ဆိုပြီးတော့ ပွင့်သွားအောင်ပေါ့ ပွင့်တော့ပတ်စံအောင်ပေးလိုက်တာပေးကင်လိုက်တော့ကျွန်တော်စီမှာကျွန်တော်မထားဘူးမထားမင်းနဲ့ကျွန်တော်ကနေမိတ်ဆက်ပေးတယ်ပေါ့နော်အားလုံးမင်္ဂလာပါကိုရှိုင်းဆိုတော့သူကစကားတိတ်မပြောတတ်ဘူးအေးတယ်အရင်လည်းယူတာတယ်အားကြောင့်ကျွန်တော်ကနေတဆင့်ကသူ့ကိုပြန်ပြီးတော့ပြောပေးမယ်ပေါ့နော်အခုကျွန်တော်မရဘူးတဲ့ဒေတာတွေစကိုင်းမှာဆိုရင်အခက်အခဲမရှိကြောက်တာတွေမှာတကယ်ခက်ခဲရှိတဲ့နေရာတွေမှာလိုက်ပြပေးလူဝေးမယ်ဆိုပြီးတော့အဲ့လိုမျိုးဟိုဖြစ်လိုက်တာလူခိုင်းလိုက်တာဟုတ်ကဲ့လူခိုင်းလိုက် အဲ့ဒီမှာလွဲပေါ့နော်လူနေရဆိုအဲ့ကြောင့်လည်းပြောပြီးတော့သွားမလို့မသွားပါနဲ့ဆိုတာမနကာကြီးအဲ့ကြောင့်သူအဲ့လာကြီးငညီမတွေးနဲ့အဲ့လာကြီးမတွေးနဲ့သူအဲ့လာတွေးလို့ကိုကသူ့အာကုန်းနေညီလေးအဲ့လိုမလုပ်လို့သူတော့ကိုဘာလုပ်လို့လောမှမသိတဲ့မင်းညလဲသူကလည်းအဲ့ကောအဲ့ရလားမင်းညအဲ့ကိုမပြောထားပါထားတော့မဆိုလို့အဲ့ဘယ်တော့ဘယ်ချိန်မှအဲ့တယ်မှတ်မလို့သိလား အဲ့ဒါနောက်ကြတယ်အခု အဲ့ဒါသိရင်မသိပါဘူးလေမသိပါဘူးပြောလို့အဲ့ဒါ နည်းနည်း အဲ့တော့ဘယ်လိုဘယ်ချိန်ထားသွားမလို့သူကျွမ်းနေလေကိုမကျွမ်းဘူးသူထားတော့ကျွန်တော်ရောင်ကြီးဖြစ်မှာဦးနဲ့လို့တော့ရှိပါတယ်တော့ဦးနဲ့လို့ 哦，前天嘛叫啥？他那个点地方嘛叫啥？ ထားခဲ့သူထားခဲ့လားရာတဲ့သူကျွန်တော်လည်းလက်မတွဲမှပူကြောက်တာပါထားခဲ့လားမိုးတဲ့ဟိုလားမသိ အခုကကိုကပဲအဆဆရသူလိုက်လုပ်ပေးနေတာသူကလည်းအားကိုးတယ်ပေါ့ယုံကြည်တာပေါ့နော်မကြီးပြန်မှုတီမျက်ရည်ကျခဲ့တယ်ပေါ့နော်တခါမှလေတနေ့နဲ့ကိုကျွန်တော်အဲ့လိုမျိုးမရှိခဲ့ဘူးအဲ့ဒါပထမဦးဆုံးပြဟိတလောက်တာကြုံတွေ့ရတဲ့အရာမျိုးလို့ပြောရမှာပေါ့နော် ညီလေးတို့ကိုယ်နဲ့လက်ရှိတွဲနေတာကိုသူလူပြောတဲ့ဟာကိုတော့ညီလေးနားထောင်တာတော့ကိုပြောတာနားထောင်တာလားလို့ပြောရကိုနဲ့လက်ရှိညီလေးကိုနဲ့တွဲနေတာကိုလို့ညီလေးကိုကြောင်းနဲ့တည်တယ်ကိုကြောင်းညီလေးကြောင်းနဲ့ကိုတည်တယ်ညီကိုနှစ်ယောက်တည်နေဖို့အဓိကပဲလေကျန်တာလေးကသူကတော့ဝေဖန်မှာပဲလေဝေဖန်တဲ့လူကတော့တော်တော်များအကုန်လုံးကတော့ဝေဖန်တဲ့လူတွေများတာပဲနော်ဒီမှာဝေဖန်မှုပဲရှိနေမှာပဲ ဟိုတော့ဘာပဲဖြစ်ဖြစ်လူတိုင်းကိုမြစ်တာထားအတွက်ခံနိုင်ရောရှိအောင်ကြိုးစားနေတယ်ခံနိုင်တယ်ပေါ့နော်တကူကတော့ဒါပေမဲ့မိဘတွေနဲ့တော့ပတ်သက်လို့မဆဲစုံနေပေါ့နော်ကျွန်တော်ဆဲတာတော့တောင်းဆိုချင်ပါတယ်နော် မိဘလေးနဲ့ပတ်သက်ရင်တော့ကျွန်တော်မှလည်းမိဘမရှိပါဘူးအဲ့လိုမျိုးကျွန်တော်လည်းမကြိုက်ပါဘူးမိဘနဲ့ပတ်သက်ပြောရင်တော့ကျွန်တော်လူကြီးကနေဘယ်လိုပဲပြောတာခံနိုင်ပါတယ် ဟုတ်ကဲ့ ခံနိုင်ရည်တရှိပါတယ် အဲ့လိုပေါ့နော်အခုလည်းဟိုကျွန်တော်တို့ဒါဟိုစကားအပြောမှားတာတွေရှိခဲ့လို့ရှိပေါ့နော်ဟိုအခုလိုမျိုးမိတ်ဆွေတွေအားလုံးပေါ့နော်တကယ်ချင်းကျွန်တော်တို့နေအောင်အပင်းနေချက်တကယ်ချင်းအားလုံးစကားအပြောဆိုတွေမှားခဲ့တာတွေရှိခဲ့လို့ရှိရင်လည်းကျွန်တော်အညွန့်တောင်းပန်ပါတယ်လို့နော်